မင်းကရှုချင်မယ်ဟုတ်ပါတယ်စွမ်းအားအပေါက်တွေအားလုံးအေးခဲသွားပြီဒေါ်လေးစီနီယာအကိုကိုဖိတ်ခေါ်ပေးလို့ကျေးဇူးတင်ပါတယ်အရင်ကအာနူကပင်လယ်အလောင်းကောင်မျိုးနွယ်ကျင့်ကြံသူအဖြစ်ဟန်ဆောင်ပြီးရှုကျင်ကိုတိုက်ခိုက်ခဲ့တယ်ရှုကျင်ကမိနစ်စစ်တိုက်ခိုက်ရေးစွမ်းရည်ကိုရောက်နေလိမ့်မယ်လို့သူမထင်ထားခဲ့ဘူးတိုက်ပွဲတစ်ခုဖြစ်ပြီးတဲ့နောက်ရှုကျင်ကိုပညာမပေးနိုင်ခဲ့တဲ့အပြင်အော်စရာကောင်းတော့အောင်အမီးပေါ်သွားပြီးတစ်သီးတွေမြေကြီးပေါ်အကုန်ပြုတ်ကျသွားခဲ့တယ်အမှန်တော့ဒီနေရာမှာရှုကျင်ကလာတဲ့လူကဘသူလဲဆိုတာရိပ်မိသွားခဲ့ပြီဒါပေမဲ့သူကအတိအမှတ်မပြုခဲ့ဘူးအာနူကအစောပိုင်းကသူ့ရဲ့စပင်တပင်ကိုမိရှို့ခဲ့တာကိုပြန်တတိယသွားပြီးဒီတစ်ချိန်မှာတော့အစာပေါင်းများစွာပြန်ပေးဆက်ခိုင်းရမယ်လို့တွေးခဲ့တယ်ဒါကြောင့်သူ့ရဲ့တိုက်ခွက်တွေကပိုပြီးပြင်းထန်ရက်ဆက်လာတယ်အခွင့်အရေးရှာပြီးအာနူရဲ့စပင်တစုကိုဓာတ်ရိုက်ဆွဲနှုတ်လိုက်တယ်အဲ့ဒီနောက်တယ်လီပို့အစီရင်ထဲဝင်ပြီးစုတ်ခွာသွားခဲ့တယ်မသွားခင်မှာလည်းလှောင်ပြောင်ဖို့မမေ့ခဲ့ဘူးဒီကောင်လေးကတကယ်အညိုးတေးကြီးတာပဲပင်လေအလောင်းကောင်မျိုးနွယ်ဖြစ်ဟန်ဆောင်ရတာငါမှလွယ်တာမှတ်လို့အစကတော့ဒုတိယတောင်ထုတ်ကမလို့ခြင်းတဲ့စေးဖော်အိုးအချို့ကိုယူပြီးပင်လေလောင်းကောင်မျိုးနွယ်ရဲ့ဆုလက်အချို့နဲ့လဲမလို့ပဲတွေ့သွားတော့လေသူ့ကိုနည်းနည်းခြောက်လန့်လိုက်တာပေါ့အကောင်းဆုံးကတော့တပွဲလောက်ကောင်းကောင်းတွေလိုက်ဖို့ပဲတစ်ဆက်တည်းမှာအမတ်တရအနေနဲ့အရေးမှတ်တမ်းကြံခဲ့အောင်လို့ပါပန်းသီးမှာအစိပ်ပါတယ်အာနူကဘာလို့ပင်လေအလောင်းကောင်မျိုးနွယ်ကျင့်ကြံသူအဖြစ်ဟန်ဆောင်ရတာလဲဝိထုကိုအခြေခံပြီးဖြည့်ဆွတ်ပြောရရင်ဘာလို့လဲဆိုတော့သူကအစီအစဉ်ကြီးတစ်ခုကိုစတင်တော့မှမို့လို့ပါအဲ့ဒီအစီအစဉ်ကပင်လေအလောင်းကောင်မျိုးနွယ်ရဲ့အစစ်မြစ်အလောင်းကောင်နှလုံးသားလိုအပ်တယ်အလောင်းကောင်နှလုံးသားကိုပင်လေအလောင်းကောင်မျိုးနွယ်ရဲ့ပံ့ပိုးမှုအမှတ်တွေနဲ့ပဲလဲလှယ်လို့ရနိုင်တယ်ဒါကြောင့်ပဲအာနူကပံ့ပိုးမှုအမှတ်တွေရဖို့ပင်လေအလောင်းကောင်မျိုးနွယ်ဖြစ်ဟန်ဆောင်ခဲ့တာပါရှုကျင်ကိုတိုက်ခိုက်မိတာကလည်းတိုက်ဆိုင်ဆုံမိလို့ပဲနောက်ပိုင်းမှာသူတို့နှစ်ယောက်လုံးပင်လေအလောင်းကောင်မျိုးနွယ်ရဲ့အခြေစိုက်စခန်းကိုအတူတူသွားကြလိမ့်မယ်ပင်လေအလောင်းကောင်မျိုးနွယ်နတ်ဖျားရုပ်ထုရဲ့နှာခေါင်းကိုခိုးယူကြလိမ့်မယ်အဲ့ဒီအတွက်ကြောင့်ပဲပင်လေလောင်းကောင်မျိုးနွယ်ရဲ့အလိုရှိဆုံးစီးရင်မှာနံပါတ်1နဲ့နံပါတ်2ဖြစ်လာခဲ့တယ်ဒီအချိန်မှာတခင်ကြီးခုနှစ်ကပင်လေလောင်းကောင်မျိုးနွယ်ဘိုးဘေးနဲ့အားပြိုင်နေတယ်ငါတို့နယ်မြေတွေကိုခြေချလာပြီဆိုမှတော့မင်းတင်ကရှင်ပဲရှိတော့တယ်အခြေအနေကမင်းတို့သွေးမျက်လုံးခုနှစ်ကွင်းဘက်မှာရှိမနေဘူးမင်းတို့ဂိုင်းကတောင်ထုတ်တခင်နှစ်ယောက်စက်တိုက်ချုံကိုတိုက်ခိုက်ခံရပြီးတေလူနီးပါးဖြစ်သွားခဲ့တယ်ရွှေမြူတွေအဆင့်လူကြီးမင်း30ကျော်လဲတေလူမျိုးပါဖြစ်နေပြီစိတ်သက်တွေကျဆင်းပြီးလူတွေစိတ်ဝမ်းကွဲကုန်ပြီကြန့်ခိုင်ကြီးမင်းတို့ဂိုင်းကစက်တိုက်နေအောင်မယ်ဆိုရင်ကိုယ့်ဖြက်စီမှုကိုရှာနေတာပဲပင်လေအလောင်းကောင်မျိုးနွယ်ဘိုးဘေးကစစ်ပြေငြိမ်းရေးစာချုပ်တစ်ခုကိုပြစ်ပေးလိုက်တယ်အဲ့ဒီထဲမှာသွေးမျက်လုံးခုနှစ်ကွင်းအတွက်မတရားတဲ့စီကံချက်တွေကြီးပဲပါဝင်တယ်အဲ့ဒါကိုတခင်ကြီးခုနှစ်ကအထင်သေးတယ်လို့ရေမောပြီးဂယုမဆိုင်ခဲ့ဘူးဘာလို့လဲဆိုတော့လင်းချန်အဆင့်အထုပ်ထိတ်ကြင်ကြံကြီးရှိတဲ့ရေဖို့ဘိုးဘေးကစစ်တလင်းကိုရောက်တော့မှမို့လို့ပါပလဲကျွန်းစုကသူ့ရဲ့ခန္ဓာကိုယ်နဲ့ရှင်ရင်ပရွက်စိတ်လိုပဲအလွန်သိငယ်လုံးနဲ့ရေဖို့ဘိုးဘေးကကိုနည်းနည်းလေးပဲလှည့်လိုက်တာကိုပလဲကျွန်းစုတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့တယ်မူရင်းဝတ္ထုအရာပြောရရင်ဒီတစ်ချိန်ရေဖို့ဘိုးဘေးကူညီတာကစတုထတောင်ထုတ်ရဲ့ကောင်းမှုကြောင့်ပါတောင်ထုတ်တခင်ကအစောပိုင်းနှစ်တွေမှာအဲ့ဒီဘိုးဘေးနဲ့ရေဆက်ရှိခဲ့ဘူးတယ်ဒါကြောင့်ပဲသူ့ကိုပလဲကျွန်းစုကိုဖျက်ဆီးခိုင်းဖို့ဖိတ်ခေါ်နိုင်ခဲ့တာပါစောစောကသွေးမျက်လုံးခုနှစ်ကွင်းရှုံးနေသွားတဲ့မြင်ကွင်းကတော့ဟန်ဆောင်မှုတက်ပဲဆိုလိုတာကတော့ပလဲကျွန်းစုတစ်ခုလုံးကပင်လယ်လောင်းကောင်မျိုးနွယ်အတွက်ပြင်ဆင်ထားတဲ့ထောင်ချောက်ကြီးတစ်ခုပါပဲပင်လယ်လောင်းကောင်မျိုးနွယ်တက်မတော်ကြီးကအပြင်းအထန်ဒဏ်ရာရပြီးနောက်ဆုတ်သွားခဲ့တယ်သွေးမျက်လုံးခုနှစ်ကွင်းကတော့အစွမ်းကုန်လိုက်လံချေမှုန်းပြီးခန်းစစ်တွေကိုတလွာပြီးတလွာဖျက်ကျော်ခဲ့တယ်ပင်လယ်လောင်းကောင်မျိုးနွယ်ရဲ့နေမြေအစွန်ဖျားအထိအတင်းအကျပ်တွန်းပို့လိုက်တယ်လက်အောက်ခံတပည့်တွေကိုအားပေးဖို့အတွက်ဘိုးဘေးကကြီးညာချက်ထုတ်ပြန်ဖို့အမိန့်ပေးလိုက်တယ်သွေးမျက်လုံးခုနှစ်ကွင်းတပည့်များတို့အတိပေးချက်ဆက်လက်တိုက်ပွဲဝင်သူများပထမဆုံးအတုပ်ရွှေမြူတေဖွဲ့စည်းခြင်းအခွင့်အရေးစုတွေကိုချက်ချင်းကြီးမြင့်ပေးမယ်တိုက်ပွဲရမယ့်အဆင့်50အတွင်းရှိသူတွေကတော့ဂိုင်းရဲ့ယတနာအစွမ်းကိုတစ်ချိန်အသုံးချခွင့်ရမယ်အမှန်တော့မူရင်းဝတ္ထုထဲမှာနောက်ထပ်စုတစ်ခုရှိပါသေးတယ်ဘိုးဘေးကစစ်ပွဲအပြီးမှာအခြေခံအဆင့်ကျင့်ကြံသူ10ယောက်ကိုအတွင်းစီးတပည့်အဖြစ်လက်ခံမယ်ဒါအပြင်ရွှေမြူတေအဆင့်3ယောက်ကိုလည်းပညာအမွေဆက်ခံမဲ့တပည့်ရင်းအဖြစ်သတ်မှတ်ပေးမယ်ဒီသတင်းထွက်လာတော့သွေးမျက်လုံးခုနှစ်ကွင်းတစ်ခုလုံးလှုပ်ခတ်သွားခဲ့တယ်စစ်ပွဲကနေစုတ်ခွာဖို့ပြင်နေတဲ့လူတွေတောင်စစ်တလင်းမှာဆက်နေခဲ့ကြတယ်ဘာလို့လဲဆိုတော့ဘိုးဘေးကနှစ်ပေါင်းများစွာတပည့်တယောက်မှလက်မခံခဲ့လို့ပါရွေးချယ်ခံရပြီဆိုရင်ဘယ်လိုဖြစ်မလဲစဉ်းစားကြည့်လို့ရတဲ့အဆင့်တန်းပဲဖြစ်ဖြစ်အကျိုးမြတ်ပဲဖြစ်ဖြစ်အမြင့်ဆုံးကိုရောက်သွားမှာပါအနီမေးရှင်းမှာတော့ဒီအပိုင်းကိုဖျက်လိုက်တယ်မူရင်းဝတ္ထုထဲမှာဘိုးဘေးတပည့်လက်ခံတဲ့အကြောင်းနောက်ဆက်တွဲကိုရေးမထားလို့ဖြစ်ဖို့များပါတယ်စစ်တလင်းမှာရှုကျင်ကစက်တိုက်တက်ဖြတ်နေပြီးသူ့ရဲ့အဆင့်က50ကိုအထိတက်လာခဲ့တယ်စွမ်းအားအပေါက်တွေကလည်း44ခုအထိရောက်သွားတယ်အဲ့ဒီအချိန်မှာပဲတတမတောင်ထုတ်ရဲ့တောင်ထုတ်သခင်ရွေးကသူ့ကိုဆင့်ခေါ်ခဲ့တယ်ရှုကျင်စီနီယာအကိုဒါကကျမရဲ့ဒေါ်လေးပါဒီနေ့မင်းကိုဆင့်ခေါ်ရတာကခိုင်းရဲ့တာဝန်တစ်ခုကိုလက်ခံခိုင်းဖို့ပါတင်ရွှေရဲ့အဆောင်ရှောက်ဖြစ်ယာယီဆောင်ရွက်ပေးပါမင်းသူ့ကိုတလကြာအကာအကွယ်ပေးရမယ်မင်းကိုစစ်ပွဲကနေအချိန်မရွေးဆုတ်ခွာပိုင်ခွင့်ပေးမယ်တယ်လီပိုကပ်ပြ3ချက်လဲလက်ဆောင်ပေးဦးမယ်မူရင်းဝတ္ထုအရာပြောရရင်ဒီတယ်လီပိုကပ်3ချက်ထဲကတစ်ချက်ကိုရှုကျင်ကနဂါးရထားလုံးနဲ့တွေ့စင်မှာသုံးခဲ့ပြီးအာနူနဲ့အတူပင်လယ်လောင်းကောင်မျိုးနဲ့အခြေစိုက်စခန်းကိုခိုးဝင်တဲ့အခါ2ချက်သုံးခဲ့တယ်နဂါးရထားလုံးကတော့တောင်ထုတ်သခင်ရွေအဓိကပြောချင်တဲ့အခွင့်အလမ်းပါပဲပြီးခဲ့တဲ့အချိန်ကရှုကျင်တဲ့တင်ရွှေတို့အပြင်သွားရင်စုံခဲ့တဲ့ဘီလူနဂါးရထားလုံးရဲ့အမိကနင်းနဲ့မင်းရထားလုံးဖြစ်တယ်အဲ့ဒီထဲမှာဧကရစ်အဆင့်ကျင့်စဉ်အမွေနှစ်တစ်ခုကိန်းအောင်နေတဲ့အမိကတော့ကျင်ဝူကျင့်စဉ်ဖြစ်တယ်ဂိုင်းခုနှစ်ခုမဟာမိတ်ကောင်းဆောင်လဲဒီကျင့်စဉ်ကိုကျင့်ကြံခဲ့ဘူးတယ်နောက်ထပ်အပိုင်းငယ်ကြာမှရှုကျင်ကနင်းနဲ့မင်းရထားလုံးနဲ့ထပ်မံဆုံတွေ့ရလိမ့်မယ်ပြီးတော့ကျင်ဝူကျင့်စဉ်ကိုအောင်မြင်စွာတက်မြောက်သွားလိမ့်မယ်ခန္ဓာကိုယ်အစွမ်းနဲ့တက်ဆောက်စွမ်းအားတွေမြင့်တက်လာလိမ့်မယ်တစ်ချိန်တည်းမှာပဲကျင်ဝူရဲ့အမိရည်အတွက်ကစွမ်းရည်တွေကိုစုပ်ယူရင်းပိုများလာလိမ့်မယ်ဒီဧကရစ်အဆင့်ကျင့်စဉ်ရရှိပြီးတဲ့နောက်မှာပဲရှုကျင်ကပါရမီရှင်တွေထဲမှာတကယ်ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်လာမှာပါဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ